အုံနောက်အတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် B12 ပါအာရုံကြောတွေအားကောင်းစေပြီးကြက်ဥနွားနို့နဲ့အသားရည်စီရနိုင်ပါတယ်နှလုံးအတွက်အကောင်ဆုံးသတ္တုဓာတ်ကမက်ဂနီဆီယမ်ပါသွေးလည်ပတ်မှုနဲ့သွေးပေါင်ကိုထိန်းညှိပေးပြီးထောပတ်တီးနဲ့မြေပဲစီရနိုင်ပါတယ်အဆုတ်အတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် C ပါအဆုတ်တစ်ရှူးတွေကိုကာကွယ်ပေးပြီးလိမ္မော်တီးရုပ်ပွားတီးတို့စီရနိုင်ပါတယ်အသည်းအတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် A ပါအိုမင်းရေုံကိုကာကွယ်ပေးပြီးနေကြစိတ်နဲ့တန်လွင်စီရနိုင်ပါတယ်အာယွန်ကြောအတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် B1 ပါထုံကျင်မှုကိုသက်သာစေပြီးပဲသီးနဲ့ဝက်သားစီရနိုင်ပါတယ်အယိုးအတွက်အကောင်ဆုံးသတ္တုဓာတ်ကကယ်လ်ဆီယမ်ပါအယိုးနဲ့သွားတွေကိုခိုင်မာစေပြီးနွားနို့နဲ့တင်ရင်စီရနိုင်ပါတယ်မျက်စိအတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် A ပါမြင်အာရုံပိုကောင်းစေပြီးကစုံဥနဲ့မောင်နာဥနီစီရနိုင်ပါတယ်ကြွက်သားအတွက်အကောင်ဆုံးသတ္တုဓာတ်ကပိုတက်ဆီယမ်ပါကြွက်တက်တာကိုကာဝယ်ပေးပြီးအပြောသီးနဲ့အာလို့စီရနိုင်ပါတယ်ကြောက်ကအတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် B6 ပါကြောက်တဲ့ချင်းကိုကာဝယ်ပေးပြီးငါးနဲ့ကြက်သားစီရနိုင်ပါတယ်အစာအိမ်အတွက်အကောင်ဆုံးဗိုက်တာမင်ကဗိုက်တာမင် B3 ပါအစာခြေစနစ်ကိုကောင်းမွန်စေပြီးဆန်လုံးညုံနဲ့မှုစီရနိုင်ပါတယ်